ဒီနေ့ကတော့ပြသွားမှာအချစ်ဆုံးတနေချင်းကလေးဖြစ်ပါတယ်အဲ့တော့အဲ့ရင်သွားပါမယ်ကျမအဲ့ဒီစောက်ပြီးဒီမှာပါကျမအဲ့ဟုတ်တယ်သူများအဲ့ဟာဒါကျမအဲ့သူ့အိမ်ကတော့ကျမရဲ့အမအိမ်ရတယ်ဒီမှာပါမောင်လေးအိမ်ပြမယ်မောင်လေးအိမ်ကနံပါတ်4နော်4ကပေါ်ထမှာမောင်လေးအိမ်ကအပေါ်မှာပေါ့နော်အပေါ်မှာဆိုမလာရဘူးနားနေမဖြစ်နေအောင်ဒါတော့သူ့အိမ်ပေါ့နော်ဒါသူ့အိမ်ရောဟုတ်ရလားဆိုတော့နေတက်ကြည့်ပါမယ်ဟုတ်လားကွာဒါနံပါတ်အိမ်နံပါတ်73မဟုတ်ပါဘူးအိမ်နံပါတ်73အိမ်နံပါတ်4ဆိုတော့ဟိုဟိုဘက်မှာကွာအဲ့လားမကြည့်โอเคတော့မယ်တော့မယ်ကားနဲ့ပဲသွားလိုက်တော့မယ်ဝဲရင်ဟိုကားနဲ့အမလေးမင်းဟိုဘက်အိမ်မှာသူတဲ့အိမ်နဲ့ပဲဘလူးလည်းငါကားနဲ့တိုက်ခါတာအေးအိမ်နဲ့ပဲလေဟိုမှာသူအိမ်ခမိုးမြင်နေရပြီခမိုးအပြာနေဒီမှာတွေ့ပြီကားအပြာဟုတ်လားဝိုင်းWhat? Oh my god. ဟုတ်တယ်ဟုတ်တကားဖက်မအောင်ဝဲပဲဒါတော့ကျမပေါ့လေဟုတ်တယ်ဒါကျမယူရတဲ့လူပါညနေဖွင့်အောင်အခက်ပြီးပြီတော်နေပြီဒါတော့သူ့ရဲ့